ဆိုလာစမားစေးပဲပတ်နေတဲ့စင်တဲ့အခါရေရှည်အသုံးခံပြီးတော့ပြဿနာနည်းနည်းနဲ့စိတ်ချလက်ချအသုံးပြုနိုင်ဖို့အရေးကြီးတဲ့အချက်၃ချက်ကိုသိထားဖို့လိုပါမယ်ဒီနေ့ဗီဒီယိုမှာတော့ဆိုလာစမားစေးပဲပတ်နေတဲ့စင်တဲ့အခါဘာတွေကို view site တင်လဲဆိုတာကိုအချက်လက်အပြည့်စုံနဲ့မျှဝေပြသမှာဖြစ်လို့ဗီဒီယိုကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်နော်ပထမဆုံးအချက်ရည်သွေးကောင်းပြီးတော့ယုံကြည်စိတ်ချတဲ့ပတ်ကိုရွေးချယ်ပါတက်စင်ပဲဆိုလာစမားစေးပဲပတ်ဟာယုံကြည်စိတ်ချပြီးတော့ရည်သွေးကောင်းတဲ့ brand ဖြစ်ဖို့နဲ့ running ပါရှိတဲ့ပတ်ဖြစ်ဖို့ကအရေးကြီးပါတယ်ဈေးနှုန်းသက်သာတာတစ်ခုတည်းကိုမကြည့်ပဲပတ်ရဲ့ရည်သွေး brand ရဲ့ယုံကြည်စိတ်ချရမှု running စားပဲအတားဆေးစားပဲအပူပြည့်စည်ရရှိနိုင်မှုစားတဲ့အချက်တွေကိုထည့်သွင်းစဉ်းစားပြီးတော့ရွေးချယ်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့အသုံးပြုနေစဉ်အတွင်းပြည့်ပြည့်ထိန်းသိမ်းမှုလိုအပ်လာတဲ့အခါမှာအပူပြည့်စည်ရရှိနိုင်တဲ့ brand ဖြစ်မှအချိန်မကြာဘဲနဲ့ပြည့်ပြည့်ထိန်းသိမ်းပြီးတော့ပြန်လည်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ဒုတိယအချက်ပန့်တက်စင်မှုကိုစနစ်တကျနဲ့လုံခြုံစွာပြုလုပ်ပါ။ဆိုလာစမားစေးပဲပန့်တစ်လုံးရေရှည်အသုံးခံမှုဆိုလို့ရှိရင်ပန့်ရွေးချယ်မှုအပြင်တက်စင်မှုအပိုင်းကလည်းအလွန်ကိုအရေးကြီးပါတယ်။စမားစေးပဲပန့်ကိုတွင်းထဲကိုချတဲ့အခါမှာပန့်ရဲ့အလေးချိန်ကိုထိန်းထားနိုင်ဖို့ suspension rod ကိုအသုံးပြုရပါမယ်။ရင်းနဲ့အမြဲထိတွေ့နေရတာကြောင့် stainless steel brass လက်ချင်းမတက်နိုင်တဲ့ချိတ်ဆက်ပစ္စည်းများကိုအသုံးပြုပြီးတော့ချိတ်ဆက်တင်ပါတယ်မနီလာကျိုးကိုပန့်ရဲ့ချိတ်ဆက်ပေါက်မှာဓာတ်ရိုက်ချိတ်ဆက်လိုက်မယ်ဆိုလို့ရှိရင်ပန့်လဲပတ်နေတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့တုန်ခါမှုလှုပ်ရှားမှုတွေကြောင့်ကျိုးနဲ့ပန့်ရဲ့သတ္ထုအစွန်းတွေကိုပုတ်တိုက်နိုင်ပါတယ်အချိန်ကြာလာတာနဲ့အများကျိုးပွန်းစားနိုင်တဲ့ကျိုးအားနဲ့လာနိုင်တဲ့အဆိုးဆုံးချိန်တွေမှာဆိုလို့ရှိရင်ပန့်ပြုတ်ကျတဲ့အထိပါအနေရှိပါတယ်ဒါကြောင့်တင့်တော်တဲ့ချိတ်ဆက်ပစ္စည်းတွေကိုအသုံးပြုပြီးတော့ suspension rod ကိုအသုံးပြုတင်ပါတယ်ဒါကြောင့်စမားစေးပန့်ကိုချိတ်ဆက်တဲ့အခါမှာဆိုလို့ရှိရင်ရေနဲ့အမြဲထိတွေ့နေရတာကြောင့်မလို့တန်ချင်းမတက်နိုင်တဲ့ stainless steel brass စားတဲ့သတ္ထုပစ္စည်းတွေကိုအသုံးပြုပြီးတော့ safety rod နဲ့ချိတ်ဆက်တင်ပါတယ်။ရေပိုက်တက်စင်မှုတွင်းထဲကိုချမဲ့ရေပိုက်တွေကိုလည်းအသုံးပြုမဲ့ပိုက်မျိုးစားပေါ်မူတည်ပြီးတော့မှန်ကန်တဲ့ချိတ်ဆက်နည်းနဲ့အသုံးပြုပြီးတော့တက်စင်မှုအရေးကြီးပါတယ်။ pipe connection မကောင်းရင်ရေယိုခြင်းပိုက်ပြိုခြင်းရေတရားနဲ့ခြင်းနောက်ပိုင်းပြည့်ပြည့်ရခက်ခဲခြင်းစတဲ့ပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်အသုံးပြုတဲ့ပိုက်အမျိုးအစားနဲ့ကိုက်ညီတဲ့နီလန်အတိုင်းစနစ်တကျတက်ဆင်တင်ပါတယ်။ကွန်ထရိုလာဘရိတ်ကာနဲ့ဝါရင်းတက်ဆင်ဖို့ဆိုလာပတ် system မှာ mechanical ဘိုင်းနံပါတ်က electrical ဘိုင်းကလည်းအရေးကြီးပါတယ်။ကွန်ထရိုလာကတော့ဆိုလာပတ်နဲ့ကနေလာတဲ့လျှက်စစ်အားကိုပတ်အတွက်တင့်တော်တဲ့ပုံစံနဲ့ထိန်းညှိပေးတဲ့အဓိကပစ္စည်းဖြစ်ပါတယ်။တက်ဆင်တဲ့အခါမှာဆိုလာပေါင်းတို့ချိတ်ဆက်မှုမှန်ကန်ရမယ်။ပန့်ကေဘယ်ကိုမှန်ကန်တဲ့တာမီနယ်မှာချိတ်ဆက်ရမယ်။ဘိုးရိတ်နဲ့ကားရန်ရင်းကိုပတ်နဲ့ကိုက်ညီအောင်ရွေးချယ်ရမယ်။ယူဝင်နိုင်တဲ့နေရာပူချိန်မြင့်တဲ့နေရာမှာမသက်ဆင်တင်ပါဘူး။မမှန်ကန်ရင်ကွန်ထရိုလာ error ဖြစ်နိုင်တယ်။ပတ်အလုံးမလုံးနိုင်ပါကွန်ထရိုလာပျက်စီးနိုင်ပါတယ်။ဘရိတ်ကာကတော့လျှက်စစ်စနစ်ကိုကောက်ွယ်ပေးတဲ့ safety device ပဲဖြစ်ပါတယ်။ဥပမာ overcurrent short circuit ဖြစ်လာတဲ့အခါ circuit ကိုဖြတ်တောက်ပေးပြီးတော့ပစ္စည်းတွေကိုကောက်ွယ်ပေးပါတယ်။ဘရိတ်ကာ site ကိုပန့်ပါဝါဘိုးရိတ် current range ပေါ်မူတည်ပြီးတော့မှန်ကန်စွာရွေးချယ်ရပါမယ်။ electrical wire တွေပန့် system မှာအသုံးပြုတဲ့ cable တွေကိုမှန်ကန်စွာရွေးချယ်ရပါမယ်။ဥပမာလုံးနဲ့ကိုက်ညီတဲ့ cable site ကိုရွေးချယ်ခြင်းကျိုးရရှိကြောင့်ဖြစ်ပေါ်လာတဲ့ဘိုးရိတ်တော့ကိုထည့်တွက်ခြင်းအရေးတွေးကောင်းတဲ့ cable ကိုအသုံးပြုခြင်းကျိုးဆိုင်သေးလို့ရင်ကျိုးပူနိုင်ပါတယ်ဘိုးရိတ်ကြာဆင်းနိုင်တယ်ပန့် performance ကြာဆင်းနိုင်ပါတယ်လုံခြုံရေးအန္တရာယ်ဖြစ်နိုင်ပါတယ်ဒါကြောင့် solar panel installation ပြုလုပ်မယ်ဆိုလို့ရှိရင်ကျွမ်းကျင်တဲ့ installer ဓမ္မတွေနေနာသက်ဆင်တင်ပါတယ်တတိယအချက်သက်ဆင်ပြီးနောက်မှန်ကန်စွာအသုံးပြုခြင်းနဲ့ထိန်းသိမ်းခြင်း solar စမားစေးပဲပန့်သက်ဆင်ပြီးတော့တာနဲ့အလုပ်ပြီးတော့တာမဟုတ်ပါဘူးရေရှည်အသုံးခံဖို့စွမ်းဆောင်ရင်ကောင်းကောင်းရရှိဖို့နဲ့ပြဿနာကြီးမှမဖြစ်အောင်ပုံမှန်စစ်ဆေးပေးဖို့လိုအပ်ပါတယ် controller error ကုတ်တွေကိုစောင့်ကြည့်ပါ solar panel controller ကပန့်ရဲ့အခြေအနေကိုစောင့်ကြည့်ပေးပါတယ်ဥပမာ overcurrent ပန့်ကပုံမှန်ထက်လျှက်စစ်ပိုယူနေခြင်း over ဘိုးရိတ်မြင်လို့ခြင်းအနာဘိုးရိတ်မလုံလောက်ခြင်း dry run ရေမရှိပဲပန့်လည်နေခြင်း over temperature အပူချိန်မြင်လွန်းခြင်းစတဲ့ပြဿနာတွေဖြစ်လာရင်ကိုရိုလာကပန့်ကိုရပ်ပေးပြီးတော့ error ကိုပြသပေးနိုင်ပါတယ် error ကိုပေါ်လာတဲ့အခါအကြောင်းရင်းမသိပဲပန့်ကိုဆက်မောင်းခြင်းမပြုသင့်ပါသက်ဆင်ပေးထားတဲ့ကုမ္ပဏီဒါမှမဟုတ် installer ဓမ္မကိုဆက်သွယ်ပြီးတော့အကြောင်းရင်းကိုရှာဖွေပြီးတော့ဖြေရှင်းသင့်ပါတယ် solar panel ကိုပုံမှန်စစ်ဆေးပါ solar panel က solar energy နဲ့လုံးလုံးတာဖြစ်တဲ့အတွက် solar panel ရဲ့အောက်ဘုတ်ကအရေးကြီးပါတယ် panel ပေါ်မှာဖုန်းငှက်ချေသိရွက်အငြိအကျေးတွေကတ်နေရင်နေရာရရှိမှုရောနေပြီးတော့ power output ကျဆင်းနိုင်ပါတယ် power output ကျသွားမယ်ဆိုလို့ရှိရင်ပန့်လည်အားနည်းနိုင်ပါတယ်ရေထွက်နှုန်းလည်းလျော့သွားနိုင်ပါတယ်ဒါကြောင့် solar panel ကိုပုံမှန်သက်ရှင်းပေးခြင်းက system ရဲ့စွမ်းဆောင်ရည်ရေရှည်ထိန်းသိမ်းပေးနိုင်ပါတယ်ဒီအချက်၃ချက်ကိုတေချာလိုက်နာပြီးတော့ solar စမားစေးပဲပန့်တွေကိုလက်ဆင့်အသုံးပြုမယ်ဆိုလို့ရှိရင်ရေရှည်အသုံးခံပြီးတော့စိတ်ချရတဲ့ solar ပတ် system တစ်ခုကိုရရှိနိုင်မှာပဲဖြစ်ပါတယ်နောက်ထပ်လဲ solar system နဲ့ပတ်သက်တဲ့မြတ်ဘုဟုသုတတွေကိုအမြဲမျှဝေပေးသွားမှာမလို့ Universal Solar မြန်မာ page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်